Okay, that's why Sarah Dinega session D or session D generally section me such as a concession circles or label. Okay, that's why Sarah GGR. Okay, or the message chauga Z2 plus 27I equal to 0 or indicate their position in the H1 coordinate plane so that Sarah Poma Swakain Z2 plus 27I so Ima Chaumadoane. Find all the solution of your address softnet to be Sarah. Or softnet to do be so okay, the body dredgia. The Bogajaro Z2 plus 27I equal to 0. Such up. Z2 ပဲဆရာတို့ကမြင်ဘူးတော့ဒီဘက်ကို 27i ကိုပို့လိုက်တာအဲ့ဒါလေးကိုမကြောင်သွားနဲ့တချို့တွေအဲ့ဒီမှာပဲစပြီးတော့မှားကြပြီဟောဒါဆိုရင်နောက်ပိုင်းတွေကဘလို့မှအဆင်မပြေတော့ဟုတ်လားဒါလေးရေးကြည့်ဟောဒါဆိုရင်ဆရာတို့က 0.-27 ဖြစ်သွားတာပေါ့ဒါဆိုရင် x က0 y ကကြတော့ -27 ဆိုတော့အောက်ကိုရောက်သွားတာဒါဆိုရင်ဆရာတို့ရဲ့ theta က -π/2 ဖြစ်သွားတာဒါက x ဒါ z ဒါ r ဒါက y ကဲဒါဆိုရင်ဆရာတို့က r equal to square root of or 0 square plus 27 square equal to 27ပေါ့ဆရာတို့ကရမှာကဲဒါဆိုရင် cos theta equal to ဆိုတော့ 0/27 equal to 0 sin theta equal to 27 -27/27 ဆိုတော့ -1 ဟော theta ကတော့ဟိုမှာလည်းတွက်ပြီးသွားပြီ calculator နဲ့ရှာလည်းပဲရတယ်ဟောဒါဆိုရင် theta equal to -π/2 ဟောဒါဆိုဆရာတို့က z cube ဆိုတဲ့အတွက် z cube ထွက်တာအဲ့ဒါလေးသတိထားမယ် z cube ဟော z cube ဖြစ်တဲ့အတွက် r က27ဟောပြီးတော့ရင် cos ပြီးတော့theta ပါတယ် -π/2 plus 2k pi plus ဟောဒီမှာဆရာကဒီကောင်လေးကိုဒီလိုထည့်လိုက်မှာပေါ့ plus ဟော plus I sin -π/2 plus 2k pi ဟောဒါဆိုရင်ဆရာတို့က z ကျုကိုဟိုဘက်ပို့လိုက်တော့ 2 root of 27ဟောအထဲကကြတော့ cosဆရာတို့ဘယ်လိုဖြစ်သွား3ကအောက်ကိုရောက်လာတော့ -π/2 plus 2k pi by 3ပေါ့ plus I sin -π/2 plus 2k pi by 3ဆိုပြီးတော့ဆရာတို့က k တန်ဖိုးက 0.1.2 ပေါ့ဒီပုံစံလေးကိုရောက်သွားမယ်ကဲဒါဆိုရင်ဆရာတို့ဆက်တွက်ကြ z ကိုစတွက်ပြီဆိုတော့ 1k equal to 0 1k equal to 0ဆို z equal to ကဲဒီကောင်ကဘယ်လိုဖြစ်သွားလဲ 2 root of 3ကျုမို့လား29အောင်ဒါဆိုရင်ဒီကျုနဲ့ရှေ့ရကောင်ကဲဒါကဆရာက section လေးရ3 power 3 the whole power 1/3ဒါဆိုရင်ဒီကောင်က3ရတာပေါ့ကဲဒီလိုမျိုးဆရာခါရေးထားလိုက်ကဲဒါဆိုရင်ဒီကောင်ကြတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ cos -π/2 plus 0/3 plus I sin -π/2 plus 0/3ကဲဒါဆိုရင် -π/6 ဖြစ်သွားတာပေါ့ဟော cos -π/6 plus I sin -π/6ဟော -π/6 တွေကိုထည့်တွက်တော့ဆရာတို့ကဘာရလဲဆိုတော့root 3/2 minus 1/2i ဒီကောင်ဝင်မြောက်တော့3 root 3/2 minus 3/2i ဆိုပြီးတော့ထွက်တယ်ကဲဒါကတစ်ခု k equal to 0အတွက် 1k equal to 1k equal to 1အတွက်ဆိုရင် z equal to ကဲဒီကောင်ဆရာတန်းထည့်လိုက်တော့မယ်3ပြီးတော့ရင်တခါလေးတန်းလုပ်တော့မယ်ဒီကောင်တွေက cos ဟိုကောင် 2k ပိုင်းဆိုတော့ -π/2 plus 2 k နေရာမှာ1ဆိုတော့ 2π/3 plus I sin -π/2 plus 2π/3ဟောဒါဆိုရင်ဆရာတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့3ဟုတ်ပြီနော်3ဟောပြီးတော့ရင်ဟိုကောင်ကကြတော့နည်းနည်းလေး4တဲ့ကနေ3π/63π/6ကိုရင်ရေးလိုက်အောင် cos minus 3π/6 plus I sin
မှန်တော့ဒါ calculator နဲ့နှိပ်လိုက်ရင်တော့3 pi by 6ကတန်းရေးနေစရာမလိုတော့ဘူးဆရာတို့က pi by 2တန်းထွက်မှာ calculator နဲ့ဒါတန်းထည့်ရဆိုရင် pi by 2 sin minus pi by 2ပေါ့3 pi by 6ဆိုတော့ခြေလိုက်တော့ pi by 2ပေါ့ဟောဒါဆိုရင်ဆရာတို့ကဒီကောင်အဖြေဘယ်လောက်ထွက်လဲဆိုတော့3 into 0 plus I ဆိုပြီးတော့ဆရာတို့က 3i ဆိုတာထွက်တယ်ကဲဒါဆိုရင် 1k equal to 2 1k equal to 2မှာကျတော့ z equal to 3ကဲဒါဆရာတို့တစ်ခါလေးထည့်ပြီကွာ minus pi by 2 plus 6 pi 4 pi ပေါ့2ဆိုတော့ 2k pi ဆိုတော့2ဖြစ်သွားတော့4 pi by 3 plus I sin minus pi by 2 plus 4 pi by 3ကဲဒါဆိုရင်3 into ဒီကောင်လဲရှာလိုက်ရင်ဆရာတို့က7 pi by 6ဖြစ်သွားမှာပေါ့ဟုတ်တယ်နော် cos minus ဆရာတို့ကminus ဆိုနော်4နဲ့8ဆိုတော့7 pi by 6 plus I sin 7 pi by 6ဒီမှာတခုဆရာနည်းနည်းဂျားဖြတ်ပြောချင်တာက7 pi by 6ဆိုတာဆရာတို့ကတကယ်တမ်းကဒီဟာကိုဆရာတို့ကမသိဘူးမသိတော့ဘလို့ရှာလဲဆိုတော့ဆရာတပည့်တွေမှာထားတယ် second quadrant ကလွဲရင်ကျန်တာကိုပြောင်းတွက်လို့မှာထားတယ်ပြောင်းတွက်တယ်ဆိုတော့ဘလို့နီးလဲဆရာဒီဘက်လေးပါအကျန်းလေးရေးပေးမယ်နော်အဲ့တော့7 pi by 6ဆိုတာက7 into 180 by 6မှာ63လီ18ဆို9 3လီက210 210ဆိုဆရာတို့ကဘယ် quadrant နဲ့ဝင်လဲဆိုတော့တက် quadrant နဲ့ရောက်သွားတယ်တက် quadrant နဲ့မှာဆိုဒီကောင် ASTC ဖြစ်တဲ့အတွက်တက် quadrant နဲ့မှာဆိုရင်အကုန်လုံးကဘာဖြစ်သွားလဲဆိုတော့အနှုတ်တန်းကျန်တစ်ခုပဲအပေါင်းကွာဆရာတို့တွက်နေတာ cos နဲ့ sin နဲ့ဆိုတော့အကုန်အနှုတ်ဟောဒါဆိုရင်3 into minus cos ဖြစ်သွားတယ်sin ကလည်း minus ဖြစ်တဲ့အတွက် minus I sin ဖြစ်သွားတယ်ဒါဆိုရင်ဒီ down ကိုဆရာတို့ကမသိဘူးဘာသုံးရမလဲဆိုတော့7 pi by 6ရဖို့အတွက်ဒီ pi ကနေစဉ်းစားတာဖြစ်တဲ့အတွက်ဆရာတို့က pi ပေါ်မှာမူတည်ပြီးစဉ်းစားတော့6 pi by 6ပေါ်မှာမူတည်ပြီးစဉ်းစားလိုက်တယ်ဒါဆိုရင် plus pi အတွက်ရဖို့အတွက်က pi by 6ထပ်ပေါင်းရမယ်ပေါ့ဒါဆိုရင်ဆရာတို့စဉ်းစားရမှာကတွက်ရမှာက pi by 6နဲ့တွက်ရမှာpi by 6ဒါဆိုရင် pi by 6ကိုဆရာတို့ထည့်တွက်လိုက်ရင်ဘယ်လောက်ရသွားလဲဆိုတော့3 into minus root 3 by 2 minus 1 by 2i ဆရာရဲ့အဲ့ဒါမျိုးတွေခက်ခဲလုံးမနေပါနဲ့ဆရာတို့သမီးတို့တွေသားတို့တွေ7 pi by 6ပဲတန်းနှိပ်လဲရတာပဲမှန်တယ်ရတဲ့ဟာတွေရတယ်မရတဲ့ဟာတွေလည်းရှိတတ်လို့တစ်ခါတလေကြာရင်အဲ့လိုမျိုးတွေပေါ်လာတတ်လို့ဒီလိုမျိုးလေးတစ်ဆင့်ဒီဆင့်ကနေဒီအဆင့်လေးပြောင်းလိုက်တာကအများကြီးအနေကင်းတယ်ဆရာတို့အများကြီးလည်းမတွက်ရအောင်ဒီဘေးမှာဒါလေးပဲဆရာတို့နားလည်ထားရင်ရတယ်တကယ်လို့မရတဲ့သားတွေသမီးတွေဆိုလည်းဆရာတပည့်တွေဆိုလည်းအပြင်မှာတွေ့ရင်မေးလို့ရတယ်တကယ်လို့ line ပေါ်ကနေဆရာဟာတွေကိုဆရာဗီဒီယိုတွေလေ့လာနေတဲ့သူတွေဆိုလည်းဆရာကို comment တွေပေးပြီးတော့မေးလို့ရပါတယ်အကုန်တည်တည်ချာချာလေးပြန်ဖြေပေးမယ်နော်ကဲဒါဆိုရင်ဒီကောင်ဝင်မြောက်တော့ -3 root 3 by 2 minus 3 by 2 I ဆိုပြီးတော့ရသွားတယ်ကဲဒါဆိုရင်ဆရာတို့ကပုံဆွဲရမယ့်ကိစ္စပေါ့ကဲဒါဆိုရင်ဆရာအဖြေကဒီမှာတစ်ခုကဲဒါတို့မမြင်ပါဆိုလို့ဆွဲပြရနော်ဒီမှာတစ်ခုနှစ်ခုကဲဒီမှာတစ်ခုကဲဒါကိုကြည်စမ်းကွာဒါကကြတော့ k = 0ကကြတော့ x က plus y က minus ဆိုတော့ x က plus y က minus ဆိုတဲ့အတွက်ဘယ်ကောင်ရောက် x က plus y က minus ဆိုတဲ့အတွက်ဒီကောင်ကတက် quadrant နဲ့4 quadrant တွေကိုရောက်တယ်ကဲဆရာဒီမှာ4 quadrant မှာတနေရာယူလိုက်တယ်ပြီးတော့ 3i ဆိုတာက4 quadrant ဆရာဒီမှာတစ်ခါလေးရေးလိုက်မယ်ဒီကောင်လေးကို3 root 3, minus 3 by 2 3 root 3 by 2, minus 3 by 2အဲ့ဒါတစ်ခုကဲ coordinate အနေနဲ့ရေးလိုက်ပြီးတော့နောက်တစ်ခုဒီကောင်ကကြတော့ 3i ဆိုတာက 0,3 x က0 y က3ဆိုတော့ကဲဒီမှာ 0,3 ဒီမှာပေါ့ပြီးတော့ဒီကောင်ကကြတော့ minus ဆိုတဲ့အတွက် quadrant 3ကဲဒါဆိုရင်ဒီကောင်ကကျတော့ -3 root 3 by 2, minus 3 by 2ပေါ့ဒီလိုဖြစ်သွားတယ်ကဲဒါကြီးဆရာတို့က point အနေနဲ့ရေးတယ်ကဲဒါဆိုရင်ဒီကောင်လေးကိုဆက်လိုက်မယ်ဟုတ်ပြီကဲဒါလေးကိုမှဆရာတို့ကပြီးသွားတော့ဆက်ဝိုင်းလေးနဲ့ဆက်လိုက်မှာပေါ့ကဲဒါပဲပေါ့ဒါက x ဒါက y
ကဲပုံလေးကဘာမှခက်ခဲမဟုတ်ဘူးเนาะကိုရီတွက်လို့ရထားတဲ့ဟာကိုဒီတိုင်းပဲထည့်ဆွဲလိုက်တာဒါလေးကိုတော့မမေ့နဲ့ဆရာတို့ indicate လို့ပြောထားတဲ့အတွက်ပုံဆွဲပေးရမယ်ကဲနောက်တစ်ပုဒ်ကိုဆက်သွားရအောင်ဟောဒီပုဒ်ထဲနဲ့တော့10မိနစ်ဖြစ်နေဆရာတို့နှစ်ပုဒ်စီခွဲပြောမှဖြစ်မယ်ထင်တယ်မဟုတ်ရင်တော့ရမ်းရှည်သွားမလားမသိကဲဒါဆိုရင်နောက်တစ်ပုဒ်က16ပြီးတော့ဆက်ခွန်ကကျတော့ z power 4 equal to z power 4 minus 16i minus 16i equal to 0ဟုတ်လားဆရာတစ်ချက်ပြန်ကြည့်တာဟုတ်တယ်ဆက်ခွန်က z power 4 minus 16i equal to 0ခုနလိုပဲ indicate their position ပါတယ် find all the solution ဆိုတဲ့အတွက် z တန်ဖိုးရှာရမယ်ကဲဟုတ်ပြီဒါဆိုရင်ခုနလိုပဲပေါ့ z equal to ဆိုပြီးတော့ဆရာဒီဘက်ကိုပို့လိုက်တော့16i ဖြစ်သွားတယ်။အော်ဒီဘက်မှာကြည့်တော့ 0.16။အော်ဒါဆိုရင် x က0 y က16ဆိုတော့ဒီပေါ်မှာပေါ့။ဒါဆိုရင်ဆရာတို့ θ ကိုတိုင်းတော့ θ equal to pi by 2ဒါက z ဒါက r ဒါက y ဒါက x ပေါ့။နော်ဒါလေးပုံချမ်းလေးတွေထည့်ဆွဲပေးတာကောင်းတယ်နော်။ကဲဒါဆိုရင်ဆရာတို့ကr equal to square root of 0 square plus 16 square equal to root 16 square equal to 16ပေါ့။အော်ဒါဆိုရင် cos theta equal to ဘာဖြစ်မလဲ cos theta equal to 0 by 16 equal to 0 sin theta equal to 16 by 16 equal to 1ဆရာတို့သိနေပြီးသား theta က pi by 2အော်ဒါဆိုရင်ဆရာတို့ဘာဆက်တွက် z power 4ထွက် z power 4ထွက်တာက r က16ပြီးတော့ cos pi by 2 plus 2k pi plus I sin pi by 2 plus 2k pi ဟောဒါဆိုရင် z ကိုဘယ်လိုရမလဲ root 4 root of 16 cos pi by 2 plus 2k pi by 4 plus I sin pi by 2 plus 2k pi by 4ကဲဆရာ the whole power 1/4ဆိုတဲ့အဆင့်ကိုကြော်လိုက်တာเนาะကဲဒါဆိုရင် z ဒါဆိုရင်ရပြီပေါ့ဒါဆိုရင်ရပြီဆိုတော့ဒါကိုဆရာတို့ကk equal to 0, 1, 2, 3 ထိရှာမယ်ပေါ့ကဲဒါဆိုရင် okay စမယ်1 k equal to 0 k z equal to ကဲ4 root of 4ဆိုတော့ဒါဘာသဘောလဲဆိုတော့နှစ်၄တက်ကို the whole power 1/4တင်ထားတဲ့သဘောဒါဆိုရင်နောက်ဆင့်မှာနှစ်ပဲကျန်တော့မှာပေါ့ဆရာတို့ဟုတ်လားကဲဒါဆိုရင်စမယ်ဟဲ့ကဲဒါဆိုရင်ထဲကကောင်ကိုထည့်မယ် cos ဒီကောင်ကဟိုရှေ့ကကောင်0ဖြစ်သွားမှာဆိုတော့နောက်ကကောင်0ဖြစ်သွားမှာဆိုတော့ pi by 8ဖြစ်သွားမယ် plus I sin pi by 8ကဲဒီမှာတော့ဆရာကအရင်တော့ကတော့ဘေးမှာအကျန်းတွက်လို့လည်းပြောတယ်အကျန်းမတွက်ချင်ဆိုလည်းဒီမှာတစ်ခါလည်းထည့်တွက်လည်းရဟုတ်လားဆရာတို့ကဘယ်လိုကိုလုပ်မှာလဲ half angle formula သုံးပါလေကွာ half angle formula သုံးမယ်ဆိုရင်ဆရာတို့ကဘယ်လိုသွားမှာလဲဆိုတော့ဒီကောင်က2က2ပဲဟုတ်လားဒီကောင်ကကျတော့ဆရာတို့ကcos ဒီကောင်ဒီလိုပြောင်းသွားမှာပေါ့ကွာဆရာတို့ကဟို formula ကိုရေးမယ်ဆိုရင် cos အတွက်ဆိုရင်1 plus cos pi by 4 by 2ဟုတ်လားဒီလိုပြောင်းသွားမှာကဲဒါဆိုရင်ဆရာအဲ့တိုင်းပဲတန်းပြီးရေးလိုက်1 plus cos pi by 4 by 2 plus sin အတွက်ဆိုရင်ကြတော့ဆရာတို့ဘယ်လိုဖြစ်သွားမလဲဆိုတော့ square root of 1 minus cos pi by 4 by 2ဒီကောင်က i ပါသွားမယ်ကဲဒါကိုဆက်တွက်မယ်ဟဲ့ဒါကိုဆက်တွက်မယ်ဆိုရင်ဆရာတို့က cos pi by 4ကဘယ်လောက်ရ cos pi by 4က root 2ဟုတ်တယ်နော်ကဲဒီကောင်လေးကိုဆက်ရှင်းလိုက်ကွာဒါတို့လည်းဒါတွေကရှင်းတက်ပြီးနေပြီပဲဟုတ်လားဆရာ cos pi by 4 calculatorရှင်းပြလိုက်မယ်เนาะတခါတည်းပဲဆရာရှင်းလိုက်တော့မယ် cos pi by 4ဆိုတာက root 2 by 2ကဲဒါဆိုရင်ဆရာတို့က root ပြောရင်1 plus root 2 by 2 by 2 plus ဟုတ်ပြီလားဒီလိုမျိုးပေါ့ဒါအပြင်ကအကျမ်းမှာသွားတွက်ရင်တော့ပိုပြီးရှင်းတာပေါ့ဒီမှာတွက်လဲရပါတယ်ပြဿနာမရှိဘူးဒါဆိုရင်ဆရာတို့က root 2 by 2ဒီကောင်ကြတော့ဟုတ်လား cos pi by 4ပဲဆိုတော့ဒီကောင် minus ဖြစ်သွားမယ်2ပြီးတော့မှအပြင်မှာ i
ကဲဒါဆိုဘယ်လိုဖြစ်မလဲဆိုတော့ဒီကောင်ကိုရှင်းလိုက်တော့ဆရာတို့ကဘယ်လောက်ရသွားလဲဆိုတော့ဒီကောင်ကို calculator ထဲထည့်ရှင်းလိုက်လဲရနေပြီဒီကောင်ကပိုင်းခြေညှိမယ်2ဟုတ်လားပြီးသွားရင် root တွေကထုတ်မယ်ဟောဒါတွေလုံးလို့ရတယ်ဆိုတော့2 into ဆရာတို့ကဘယ်လိုရသွားမလဲဆိုတော့ root 2 plus root 2 by 2 plus ဟုတ်လားဒါကတော့ section တက်မယ်လို့ထင်တယ်ဟောပြီးတော့မှ square root of 2တော့ကြောင့် minus ဖြစ်သွားမှာပေါ့2 minus root 2 by 2 I ကဲ root ကအပေါ်ထိပဲပါတယ်เนาะအဲ့ဒါလေးတွေသတိထားပါ root ကအပေါ်ထိပဲပါတယ်ကဲဒါဆိုရင်ဆရာတို့ကခြေသွားမယ်ဆိုတော့ root 2 plus root 2 plus root 2 minus root 2 I ဆိုပြီးတော့ကဲ k equal to 0အတွက်ဆရာတို့ကိစ္စတစ်ခုပြီးသွားပြီကဲနောက်တစ်ခုကကြတော့1 k equal to ဘာဖြစ်မလဲ 1k equal to 1k equal to 1အတွက်ဆိုရင် z equal to ကဲ z equal to ဆရာတို့ခုနကောင်ကိုသွားထည့်ခုနကောင်သွားထည့်တော့ဒီကောင်ကဆရာဒီကောင်ကြီးကအပိုကြီးလို့ဖြစ်သွားကြော်တွက်လိုက်တယ်လို့ဖြစ်သွားကဲဒါကိုဆရာအောက်ကိုပို့လိုက် z equal to 2 power 4 the whole power 1 by 4အဲ့လိုလုပ်လိုက်ကဲဒါဆိုရင်2ဒီကောင်က2ပြီးသွားရင် cos ဟိုမှာပိုင် 2k ပိုင်ဆို1ထဲတော့2ပိုင်ပိုင် 2 plus 2ပိုင်ပိုင် 2 plus 2ပိုင် by 2 plus I sin ပိုင် 2 plus 2ပိုင် by 2by 4เนาะ by 2မဟုတ် by 4ကဲအဲ့ဒါဆိုရင်ဆရာတို့တွက်ကြည့်တော့ဒီကောင်ကဘာဖြစ်မလဲဆိုတော့4ပိုင်5ပိုင် by 8ဖြစ်သွားမှာပေါ့ဟုတ်လားဒီကောင်ကဆရာတို့က cos 5ပိုင် by 8 of course 5ပိုင် by 8 plus I sin 5ပိုင် by 8ဟောဒါဆိုရင်5ပိုင် by 8 5ပိုင် by 8ဆိုတော့ဆရာကလည်းလို့သွားစဉ်းစားကြည့်အောင်5 into 180 by 8ဆိုတော့5 into 180 by 8ကိုဆရာ calculator ထဲထည့်ကြည့်လိုက်တော့5 into 180 by 8 equal to ဆိုရင်ဒီကောင်က112.5 degree ဆိုတော့ဒီကောင်က quadrant အနေနဲ့ကsecond quadrant နဲ့ဝင်သွား second quadrant မှာဆိုရင် ASTC ဆိုတဲ့အတွက် sin တစ်ခုပဲအပေါင်းကဲဒါဆိုရင်ဆရာဒီမှာတစ်ခါလေးရေးထားမယ်ဟုတ်လား sin တစ်ခုပဲအပေါင်းဆိုတဲ့အတွက်cos ကအနှုတ်ပေါ့ minus cos plus I sin ကဲဒေါင်းတော့မသိသေးဘူးဒေါင်းကိုသိဖို့တော့က5 pi by 8 equal to ပိုင်ကနေစဉ်းစားဆိုတော့8 pi by 8 minus ဘာဖြစ်သွားမလဲ3 pi by 8ဟုတ်တယ်နော်3 pi by 8ဒါဆိုရင်ဆရာတို့ကဒီမှာ3 pi by 8နဲ့3 pi by 8ဆိုပြီးတော့ကဲဆရာတို့ကအဲ့လိုရှင်းမယ်ဟောဒါဆိုရင်3 pi by 8ကဘယ်လိုသွားရတာလဲ3 pi by 8ဆိုတာကလည်း minus ကဲဒီမှာဆရာတို့က square root of 1 plus cos 3 pi by 8 by 2 plus I sin sin မပါတော့ဘူး square root of 1 minus cos 3 pi by 8 by 2နောက်မှာ I ဖြစ်မယ်ပေါ့ကဲဒါဆိုရင်3 pi by 8ကိုဆရာတခါတည်းရှာလိုက်မယ်3 sorry cos 3 pi by 8ကကြတော့ sorry pi by 4ထည့်ရမှာဒီနေရာမှာ pi by 4ထည့်ပေးရမှာ4ထည့်ပေးရမှာဒါဆိုရင်4 equal to ဆိုတော့ minus root 2 by 2 okay minus or square root of 1 minus root 2 by 2 by 2 plus square root ဒီကောင်ကြောင့် minus နဲ့ minus နဲ့တွေ့တော့1 plus root 2 by 2 by 2 I နဲ့အဲ့ရနေပြီးတော့ဆရာဒီကောင်ကိုရှင်းလိုက်မယ်ဒီကောင်ကိုရှင်းလိုက်မယ်ဆရာ square root of 1 minus ဆိုပြီးတော့ root 2 by 2အောက်ကကြတော့2 equal to ဟောဒီကောင်က
ဒီကောင်ကမထွက်ဘူးเนาะဒီကောင်က calculation မှာမထွက်ဘူးဆိုတော့ဆရာတို့ကကိုယ့်ကိုနှိပ်ကိုယ့်ကို try ရတာပေါ့ဘယ်လိုလုပ်လဲဆိုတော့ square root ဒီစင်လေးကိုအပေါ်မှာမပါခဲ့တဲ့အတွက်ဆရာဒီစင်လေးကိုတွက်ပြမယ်အဲ့တော့1ပိုင်းခြေညှိလိုက်တော့ဒီကောင်က2 minus root 2ဒီ2ကအောက်ကိုရောက်တော့4ဒီလိုပဲဟိုဘက်ကလည်း2 plus root 2 by 4i ကဲဒီ4ကြီးကိုဆရာကအပြင်ကိုဆွဲထုတ်ခြင်းနဲ့ဆိုတော့ minus root ကအပေါ်နဲ့ပဲဆိုင်တော့တယ်2 minus root 2 by 2 plus square root of 2 plus root 2 by 2i 2တွေခြေသွားတယ်ဆိုတော့ minus root 2 minus root 2 plus root 2 plus root 2i ဒါဆရာဘေးမှာအကျမ်းမတွက်တော့ဘဲနဲ့တခါတည်းထည့်တွက်တဲ့ပုံစံတခါတည်းတွက်လိုက်တယ်နော်ကဲ okay မယ်နော်အဲ့ဒါဆိုရင်ကဲဒါဆိုရင် k equal to 1တွက်လည်းရပြီဆိုတော့ဆရာတို့က k equal to 1 k equal to 2ဒီပု္ပ္ပစာတွေကတော့ပိုင်8ပါတဲ့ပု္ပ္ပစာတွေကတော့သိတဲ့အတိုင်းပဲခက်ရှည်ရှည်တွက်ရတယ်เนาะအဲ့ဒါလေးတော့သတိထားမယ်ကဲ k equal to 2ဆိုတော့အဲ့ကြောင့်သင်္ချာအချိန်မမီဘူးဆိုတော့အဲ့ဒါကိုပြောတာเนาะ z equal to 2ဆရာတို့ကကဲ cos 2k ပိုင်းဆိုတော့ 2k ပိုင်းဆိုတော့4ပိုင်း4ပိုင်းရဲ့ဒီဘက်ကပါတယ်4ပိုင်းရဲ့ပိုင်း2ရဲ့ဟုတ်လားပိုင်း2 plus 4ပိုင်း4 plus sin ပိုင်း2 plus 4ပိုင်း4ဒါဆိုရင်ကဲ cos ဆရာတို့ဘယ်လောက်ရ4နဲ့4က8ဆိုတော့9ပိုင်း8 plus i sin 9ပိုင်း8ကဲ9ပိုင်း8ကိုလည်းဆရာစဉ်းစားအောင်မယ်9 into 180 by 8 equal to ကဲ9 into 180 by 8ဆိုတာကဘယ်လောက်ဖြစ်သွားလဲဆိုတော့202.5ဒါဆိုရင်ဆရာတို့ဘယ်ထဲဝင်လဲဆိုတော့180ကိုကျော်သွားရတော့တက်ကွာတော့ဒီမှာ t ဒါဆိုရင် sin လည်းအနှုတ် cos လည်းအနှုတ်2 into minus cos minus i sin ဒေါင်းကိုမသိသေးတော့9ပိုင်း8ရဖို့အတွက်ကပိုင်းကနေစဉ်းစားတာဖြစ်တဲ့အတွက်8ပိုင်း8 minus ပိုင်း8ပေါ့ဒါဆိုရင်ပိုင်း8ကိုဆရာကယူသုံးမယ်ဒီပုံစံဆရာတွက်တယ်နော်ဒါဆရာကတော့မှတ်လို့လွယ်တဲ့ပုံစံနဲ့တွက်တယ်ကဲဒါကတော့ဒီနေရာမှာတွက်နည်းက tree ကိုကဖြန့်ပြီးတွက်လို့ရတဲ့နည်းတွေအများကြီးဖြစ်တဲ့အတွက်ဆရာကတော့ဒီနည်းကိုသုံးတယ်ဒါဆရာသဘောကျတဲ့နည်းပေါ့လေကဲဒါဆိုရင်ပိုင်း8တွေဆရာတို့ကရှာဘူးသားတယ်ရှာလဲရှာပြီးသွားပြီ cos ပိုင်း8ကဘယ်လောက်ရဒီမှာရှေ့ကနေသွားယူလို့ရတယ်ဆရာတို့က cos ပိုင်း8ကဒီမှာမဟုတ်လားဒီမှာမဟုတ်လားမင်းတို့ရှာခဲ့ဆရာroot 2 plus root 2 by 2ကဲထည့်မယ် root 2 plus root 2 by 2 minus i ကိုခဏလေးဖြတ်လိုက်တယ်ကဲ sin အတွက်ကြတော့ဒီကောင်ပေါ့ root 2 minus root 2 by 2 root 2 minus root 2 by 2 i ဆိုပြီးသွားပြီကဲ2တွေခြေတော့ root 2 plus root 2 minus root 2 minus root 2 i ဆိုပြီးတော့ဆရာတို့က k equal to 2အတွက်လည်းရသွားပြီကဲဒါဆို k equal to 1 k equal to 3 1 k equal to 3အတွက်ဆိုရင်တော့ z equal to z က2နောက်ကကျတော့ cos 2 ပိုင်း2 sorry ပိုင်း2ပြောတာရှေ့ကပိုင်း2 plus 2ဆိုတော့3ဆိုတော့ 2k ပိုင်းဆိုတော့10ပိုင်းပေါ့ကွာ10ပိုင်း4 plus i sin ပိုင်း2 plus 10ပိုင်း4ကဲဒါဆိုရင်2 into ကဲဆက်တွက်ကြည့်အောင်ဒီကောင်လားကဲဒီကောင်ကကြတော့12ပိုင်းနဲ့13ပိုင်း8 cos 13ပိုင်း8 plus i sin 13ပိုင်းဆရာတို့ဗီဒီယိုပု္ပ္ပစာ2ခုနဲ့ဗီဒီယိုက25မိနစ်လောက်ဖြစ်နေကဲဒါဆိုရင်ဆက်ချီအောင်3ပိုင်း8ဆိုတော့13 into ဒါအကျန်းနေမှာတွက်နေတာเนาะ13 into 180 13 into 180ကဲဆရာကြည့်အောင်13 into 180 by 8ဆိုတာကဘယ်လောက်လဲဆိုတော့292.5 292ဆိုတဲ့အတွက်ဆရာတို့290ကိုကျော်သွားပြီဆိုတော့4 quadrant မှာ ASTC ဆိုတဲ့အတွက် cos တစ်ခုပဲအပေါင်းကဲ cos ကအပေါင်းရေးလိုက်ပြီး sin ကအဲ့ဒါဆိုရင် sin အနှုတ်ပေါ့
ကဲဒါဆိုရင်ဆရာက13ပိုင်ပိုင်8ဆိုတာကဒီကောင်ကျတော့2ပိုင်ဘက်ကနေစဉ်းစားတော့16ပိုင်ပိုင်8ဟုတ်တယ်နော်8နဲ့လီ16ဆိုတဲ့အတွက်ဒါ2ပိုင်ကိုခွဲထားတာပြီးသွားရင် minus 16ပိုင်နဲ့ကနေ3ပိုင်ပိုင်8ကိုနှုတ်တော့မှ13ပိုင်ကိုရမယ်ဒါဆိုရင်ဆရာ3ပိုင်ပိုင်8ကိုယူသုံးမယ်3ပိုင်ပိုင်8 minus I sin 3ပိုင်ပိုင်8 okay ဒါဆိုရင်ဆရာက cos 3ပိုင်ပိုင်8ကရှာဘူးထားတယ်ဒီမှာပေါ့3ပိုင်ပိုင်8ဒီမှာ3ပိုင်ပိုင်8ဆိုတဲ့အတွက်ဒီကောင်ကြီးပေါ့ဒီကောင်ကြီးဆိုတော့ root 2 minus root 2 by 2 root 2 minus root 2 by 2 minus root ဒီကောင်ကဘယ်လိုဖြစ်မလဲဒီကောင် root 2 plus root 2 by 2 root 2 plus root 2 by 2 I ပေါ့ဒါဆို2တွေခြေတော့ square root of 2 minus root 2 minus root 2 plus root 2 I ပေါ့ကဲရပြီဒါဆိုရင်ကဲဒါဆိုဆရာတို့ကပုံဆွဲမယ်ကဲဟုတ်ပြီပုံဆွဲကြမယ်ပုံဆွဲကြတော့ဒါ x ဒါက y ဟုတ်ပြီနော်ကဲဒါဆိုရင်မင်းတို့စဉ်းစားကြည့်လေဆရာတို့အခုဆွဲမဲ့ကောင်ကကြတော့ဒီမှာသွားကြည့်မယ်ဒီကောင်တစ်ခုဒါက plus minus ဆိုတဲ့အတွက်ဆရာဒီအောက်ကနေစစဉ်းစားလိုက် plus minus ဆိုတဲ့အတွက်ဒီကောင်ကဒီနားလောက်မှာစမှာပေါ့ဒီကောင်ကဒီနားလောက်ကိုဆရာဘာလို့ဆွဲလဲဆိုတော့ तू က root 2 minus root 2 minus root comma ပေါ့နော်ဒါက comma minus 2 plus root 2ကဲဒီကောင် minus မို့လို့ minus ဖြစ်နေတဲ့အတွက်ဆရာဒီဘက်လေးကိုကတ်ဆွဲလိုက်တာဘာဖြစ်လဲ plus ကောင်ကြီးပါအောင်ပါလေကွာကဲပြီးသွားရင်ဒီကောင်ကျတော့ minus plus နဲ့ minus နဲ့ plus နဲ့ minus နဲ့ဆိုတဲ့အတွက်ဆရာက plus ဖြစ်သွားတယ် x က plus ဖြစ်သွားတယ် x က plus ဖြစ်သွားတယ်ဆိုတော့နည်းနည်းလေးဒီဘက်ကိုပိုရောက်သွားတာပေါ့နည်းနည်းလေးဒီဘက်ကိုပိုရောက်သွားတယ်ဒီလိုမျိုး point လေးကိုဆရာတို့ထားလိုက်ဒါဆိုရင် तू ကကျတော့ minus root 2 plus root 2 comma minus root 2 minus root 2ဒီကောင်လဲဆရာတို့အောက်ကိုနည်းနည်းပဲဆင်းထားတယ် y ကိုအောက်ကိုနည်းနည်းပဲဆင်းထားတယ်ဆိုတဲ့အဓိပ္ပာယ်ကဲဟုတ်ပြီနောက်တစ် point ကျတော့အပေါင်းအနှုတ် x ကအနှုတ် y ကအပေါင်းဖြစ်တဲ့အတွက် x ကအနှုတ် y ကအပေါင်းဖြစ်တဲ့အတွက် second quadrant ပေါ့ second quadrant ကျတော့သူကြတော့ root minus root 2 minus root 2 x ကအနှုတ်ပဲဆိုတဲ့အတွက် x ကနည်းနည်းလေးနည်းတယ်y ကကြတော့ comma square root of 2 plus root 2ဆိုတော့ y ကများတာ x ကနည်းတာဆိုတော့ဒီနားလောက်ကိုသွားကြမယ်ပြီးတော့နောက်တစ်ခုကြတော့ဆရာတို့ဒီပေါ်မှာ plus ဒါဆိုရင် plus ကသူကဘယ်လိုသွားဖြစ် plus sorry ဒီမှာ root 2 plus root 2ဟုတ်တယ်နော်ပြီးတော့ plus root 2 minus root 2x ကများတယ်ဆိုတော့ဒီဘက်ဘေးကိုရောက်လာမယ် y ကနည်းတယ်ဆိုတော့ဒီနားလောက်ကိုသွားရောက်မယ်ဒါလေးကိုတော့တေချာလေးနားလည်အောင်ကြည့်မယ်နော်ဒီကောင်လေးကတော့အရေးကြီးတယ်ကဲဒါဆိုရင်ဒါတွေက coordinate ဖြစ်တဲ့အတွက်ဆရာ coordinate ပုံစံလုပ်လိုက်တယ်ပြီးသွားရင်ပုံလေးကိုဆွဲလိုက်တယ်ကဲဒါဆိုရင်ဆရာတို့ပုံလေးကိုလည်းပြီးသွားရင်ဆက်ဝိုင်းလေးနဲ့ဆက်လိုက်မှာပေါ့ဆရာတို့လက်နဲ့ဆွဲနေတာဖြစ်တဲ့အတွက်တိတ်တော့မညီဘူးပေါ့လေပုံကဒီလိုပုံလေးထွက်မယ်ဒါဆိုရင်ဆရာတို့ indicate သူလောက်ခိုင်းတဲ့ဟာလဲဆရာတို့လုပ်ပြီးသွားပါပြီကဲရမယ်နော်ကဲဒီပုတ်လေးတွေကတော့တေချာလေးကြည့်ဖို့လိုတယ်အပုတ်လဲရှည်တယ်စက်ခွန်ဆိုရင်တော်တော်တွက်ယူရတယ်ဟုတ်လားဆရာတို့အဲ့ဒါလေးတွေသတိထားပြီးတွက်မယ်ဆရာတော်အခုတွက်လိုက်တာဆိုရင်15မိနစ်လောက်ရှိတယ်ပေါ့ဟုတ်လားဒါတွေကိုဆရာတို့ကတေချာကျွန်းကျင်လုပ်ထားမယ်ဆိုရင်ဒီချိန်လောက်နဲ့တွက်နိုင်ရင်တော့အချိန်မီတယ်โอเคနော်ကဲကြည့်ပြီးတော့ pause လေးနှိပ်ပြီးတော့ကြည့်လို့ရအောင်ဆရာဒါလေးခဏရပ်ပေးထားတယ်ကဲကြည့်ပါကဲပုံနာလေးကိုလည်းတစ်ချက်ကြည့်ပါကဲဒါဆိုရင်ဆရာတို့နောက်ဗီဒီယိုမှာနောက်ထပ်2ပုဒ်ကိုဆက်တွေ့ကြပါမယ်